တီလုံးပြောင်းရင်ကာကျိုးပြောင်းတတ်တဲ့ဂျာသာပရိသသမီးရဲ့စိတ်ဓာတ်ကိုလေရှော့မတွက်နဲ့ဂျာသာပရိသသမီးတွေကဘဒုကိုမှကိုယ့်ဘက်ကစပြီးအမျက်ထုတ်ခြင်းနဲ့စိတ်မရှိဘူးကိုယ်လာပြီးအမျက်ထုတ်တယ်ဆိုရင်အဲ့လိုတခါတည်းဘောင်ချရှင်းရမှာကျေနပ်တာဘလို့လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကဟန်ဆောင်မှုကင်းတယ်ကိုနှုတ်ကထွက်သမျှစကလုံးတွေအကုန်လုံးကမူသားကင်းတယ်ကိုဟာပေးတော့လက်ပဲဖြစ်ချင်တာကိုဟာလေကို့တခါကောင်းမှုတယ်ဆိုလို့ရှိရင်အဲ့လိုဆဲကပြန်ကောင်းရမှာကျေနပ်တာကို့ပေါ်တခါကျေးဇူးရှိခဲ့ဘူးတယ်ဆိုရင်အဲ့လိုကိုဘဝတစ်ခုလုံးစာအတွက်ကျေးဇူးရှင်ဖြစ်သတ်မှတ်ထားတတ်တဲ့လူမျိုးကိုလာပြီးတခါစော်ကားတယ်ဆိုရင်အဲ့လိုဘဝတန်နေရတစ်ခုလုံးစာအတွက်ကိုမှတ်ထားတတ်တယ်အမှတ်သေးချေလဲကြီးတယ်တရားတစ်ဖက်ဓာတ်တစ်ဖက်အမြဲတမ်းလက်ကင်ထားတယ်တရားနဲ့ရှင်းရမယ်လို့တရားနဲ့ရှင်းတယ်စကားနဲ့ရှင်းရမယ်လို့စကားနဲ့ရှင်းတယ်မေတ္တာပေးရမယ်လို့မေတ္တာပေးတယ်ဥပိ္ပခပြုရမယ်လို့ဥပိ္ပခပြုတယ်အစွန်းနှစ်ဖက်မှာအမြဲတမ်းရက်တည်နေတာကြာသာပရိသသမီးတွေပဲမိစားတစ်ဖက်ရေမုတ်တစ်ဖက်ကိုအမြဲတမ်းလက်ကင်ထားတယ်။ဂျာတာပရိသသမီးရဲ့အချိုးတွေအကုန်လုံးကလေတစ်ဖက်လူရဲ့ဆက်ဆံရေးပေါ်မှာမူတည်တယ်။ကိုယ့်ပေါ်သေးသေးတင်နေဆိုရင်လည်းလုံးဝတင်ပြီးစံခတ်ခါမှကျေနပ်တာ။ဂျာတာပရိသသမီးရဲ့အကျော်လဲတင်းနေအကျော်လဲကြီးတယ်။6တိုင်းလဲမကြောက်တတ်တယ်လို့မြောက်တိုင်းလဲမမြောက်တတ်ဘူး။ကိုမှန်နဲ့ထင်ဘသူကိုမှလည်းဘယူမဆိုင်တတ်ဘူး။ဘသူရှိမှဒူးမထောက်လက်မမြောက်ခြင်းနဲ့စိတ်ကလွဲလို့ဘသူကိုမှကိုယ့်ဘက်ကစပြီးရုံမာခြင်းနဲ့စိတ်မရှိဘူးတစ်ဖက်လူရဲ့အချိုးကတီးလုံးပြောင်းရင်တော့ကိုယ့်ဘက်ကလည်းကာချိုးတော့ပြောင်းတတ်တယ်